သာသနာတော်နှစ်2563နှစ်ကောဇာတက္ကရာ1382ခုနှစ်ပြသုလဇန်17ရက်2020ပြည်နှစ်ဇန်နဝါရီလ5ရက်တနင်္ဂနွေနေ့မန္တလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်ပေါင်းလဲတိုက်မဟာအောင်မြေရွှေသားလျောင်းဓမ္မဗိမာန်တော်ကြီးတွင်ဆင်ကျင်းပပြုလုပ်အပ်သည်မမြို့စီမိသားစု၏17ကြိမ်မြောက်တရားအလှတော်ဓမ္မပူဇာအထုဓမ္မသဘင်ခန္ဓာ၌နှစ်ဖက်မိဘများနှင့်အကိုအမများကိုအမှုထား၍သူဓမ္မမဏိဇောတဒရဥအောင်နိုင်ဆွေတိရိသူဓမ္မသိင်္ဂီဒေါ်မြင့်မြင့်နွယ်သာမောင်ဟိန်းသူမောင်ငိမ့်ခန့်ချောတိရိရွှေစဉ်စိန်ရွှေရဏဆိုင်မိသားစုတို့ဤအမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောဖရာအစစ်တွေ့ရန်ခြေရန်ခံခြင်းအကြောင်းတရားဒေသနာတော်လောကမှာဖရာဆိုပြီးတော့ဝန်ခံပြောကြတဲ့ပုဂ္ဂိုလ်တွေဟာကောရမဗုဒ္ဓမပွင့်ခင်ကပဲရှိနေကြတာဖြစ်တယ်ပေါ့။ဘာကြောင့်လို့ဆိုရင်လောကမှာဖျားပေါ်လိမ့်မယ်ဆိုတဲ့ဗုဒ္ဓကောလာဟလဆိုကျွတ်တင်ပြီးတော့ဖြစ်ပေါ်လာတဲ့အခါကျတော့ညမယာဆိုရင်မှာမင်းလောင်းပေါ်လိမ့်မယ်ဆိုတဲ့ကောလာဟလကြောင့်သူကလည်းမင်းလောင်းငါလည်းမင်းလောင်းတွေပေါ်ကြတယ်လို့ပဲဖျားဖြစ်ပေါ်လိမ့်မယ်ဗုဒ္ဓဆိုတဲ့ပုဂ္ဂိုလ်ပေါ်ထွန်းလိမ့်မယ်လို့ဆိုတဲ့အခါမှာကိုဗုဒ္ဓဖျားလို့အတိမတ်ပြုပြီးတော့ဖြစ်ပေါ်လာတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိကြတယ်မြတ်စွာဘုရားမပွင့်ခင်ကဗုဒ္ဓလို့သူတို့ကိုသူတို့ဝန်ခံပြောကြားနေတဲ့ပုဂ္ဂိုလ်6ဦးရှိတယ်သူတို့ကိုသတ္တထာရောဆရာကြီး6ဦးအဖြစ်သတ်မှတ်ဖော်ပြထားတာဖြစ်တယ်ပုရဏကတ္တဗမက္ခလိကောသလသင်္စေယဖေလထဗုဒ္ဓအစိဒကေတကမလပကုဒကိစ္ဆယနာနိဂဏနာတဗုဒ္ဓလို့ဒီ6ဦးဟာတပြိုင်နက်လို့လောကကြီးမှာပေါ်ထွန်းလာပြီးသူကလည်းဗုဒ္ဓအားလည်းဗုဒ္ဓလို့လောကမှာကိုယ်အယူဆတွေကိုကိုဟောပြောပြီးတော့နေတာနောက်ဆုံးမှာဗုဒ္ဓတွေများလာသည့်အတွက်ကြောင့်ကောသရမင်းကြီးကိုယ်တိုင်ကနန်းတော်ပင့်ပြီးတော့သူတို့ကိုရောဗုဒ္ဓလို့ဝန်ခံသလားလို့တိုက်ရိုက်မေးယူရလောက်အောင်အခြေအနေဖြစ်ပေါ်လာတယ်သူတို့အများစုကစတင်ပေါ်ပေါက်လာတဲ့အချိန်မှာတော့ဖရာဇယုဘက်မှာပေါ်ပုံရဖြစ်ပေါ်လာပြီးတဲ့နောက်မှာဒေသစာရိတိပြီးတော့ကောသလတိုင်းတာဝတိမြို့ကိုလည်းပဲရောက်ရှိသွားကြတဲ့အခါဗုဒ္ဓနဲ့လောကလူတွေဟာကိုယ်ဝဲစိတ်ကကြတဲ့အခါမှာအဲ့ဒီဗုဒ္ဓလို့သူတို့ကိုသူတို့ဝန်ခံပြောကြအဓိကအားဖြင့်ဘာပြောကြတော့ဆိုတော့သူတို့ဟာသွားနေရင်ပဲဖြစ်စေရပ်နေရင်ပဲဖြစ်စေအိတ်နေရင်ပဲဖြစ်စေအိပ်ပျော်နေတုန်းပဲဖြစ်စေနိုးနေတုန်းပဲဖြစ်စေသူတို့ရဲ့အရာခတ်သိမ်းကိုသိတဲ့မြင်နဲ့ညာဏထသနာလို့ခေါ်တဲ့သဗ္ဗညုတဉာဏ်တော်ကြီးဟာအမြဲတမ်းရှိနေတယ် omnipresent လို့ခေါ်တယ်အလုံးသိတဲ့ဉာဏ်ကြီးဟာအမြဲတမ်းရှိနေတယ်လို့ဝန်ခံပြောကြတယ်
လက်ခံတဲ့လူတွေရှိတယ်လို့လက်မခံတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ပေါ့တဘာဝအဖြစ်ကြည့်မယ်ဆိုရင်ဖြစ်နိုင်တဲ့အကြောင်းမရှိတာဘာလို့ဆိုရင်အိပ်ပျော်နေတော့လေဒီဉာဏ်ကြီးရှိနေတယ်ဆိုတာကြတော့ဒါတဘာဝကိုလွန်ဆန်းသွားတဲ့သဘောဖြစ်သွားတယ်ပေါ့နော်အဲ့ဒီလိုထာဝရသူတို့အသိဉာဏ်ကြီးရှိနေတယ်လို့ပြောကြတဲ့အထက်မှာဂေါရမဘုရားပွင့်လာတဲ့အခါကျတော့မြတ်စွာဘုရားကိုလည်းပဲအဲ့ဒီထာဝရသိနေတဲ့အသိဉာဏ်ကြီးသွားနေတော့ထိုင်နေတော့ရက်နေတော့လဲလျောင်းနေတော့အိပ်ပျော်နေတော့နိုးနေတော့ထာဝရသိနေတဲ့သဗ္ဗညုတဉာဏ်ရှိတယ်ဆိုတာလက်ခံသလားဆိုဂေါရမဘုရားကတော့လက်မခံဘူးပြောတယ်ငါလက်မခံဘူးငါအဲ့ဒီဉာဏ်မျိုးရှိတယ်လို့ငါလက်မခံဘူးဆိုအဲ့ဒါကိုကားပြီးတော့နိုင်ငံညာလူတွေကရှောင်းရောင်မှားမှားရောင်ဝါလုပ်ပြီးတော့သဗ္ဗညုတဉာဏ်ရှိသလားလို့မေးတာကိုရသော်ပြလက်မခံတရားအောင်ရေးချတယ်ပေါ့အမှန်ကတော့ဘာပါနေတုံးဆိုအိပ်ပျော်နေတုံးဆိုတာပါတယ်လေအိပ်ပျော်နေတုံးအသိဉာဏ်ဆိုတာဘယ်လိုလုပ်ရှိနိုင်မှာတော့အိပ်နေပါတယ်ဆိုဘဝင်စိတ်ပဲဖြစ်မှာပေါ့နော်အဲ့ဒီယုတ်တိမရှိတဲ့စကားကြောင့်မြတ်စွာဘုရားပယ်ချခြင်းပဲဖြစ်တယ်ပေါ့အဲ့စာပိုက်ကိုဖတ်မိတဲ့ပုဂ္ဂိုလ်တွေကတော့မြတ်စွာဘုရားကိုယ်တိုင်ကတတတံသမိတံပစ္စုပ္ပတ္တိတံညာနာတတနံပစ္စုပ္ပတ္တိတံထာဝရရှိနေတဲ့အသိဉာဏ်ကြီးသူ့မှာမရှိဘူးလို့ပြောတာအဲ့ဒါကိုကြည့်ပြီးမြတ်စွာဘုရားကသဗ္ဗညုတဉာဏ်ကြီးရှိတယ်ဆိုတော့လက်မခံဘူးလို့ဒီလိုဏိဂုံးဆွဲတဲ့စကားတွေကတော့မှတ်ကမှုမရှိဘူးပေါ့နော်တကယ်ကတော့ဉာဏ်ဆိုတဲ့သဘာဝတရားဟာအသုံးချလို့ရှိရင်သိတာလို့ဆိုလို့ပေါ့မျက်စိတောင်မှမှိတ်ထားရင်ဘယ်လိုလုပ်မြင်မှာမလဲဖွင့်ကြည့်မှမြင်မှာပေါ့သဘာဝမှာဒါဆိုတာလေဒိအိမ်နဲ့ထဲထားရင်ဘယ်လိုလုပ်ခုတ်ဖြတ်နိုင်မှာတော့ဒါကလည်းပဲအသုံးချတဲ့အင်အားနဲ့ပေါင်းစပ်မှဖြတ်เสียရှိတာပြတ်လို့ရတယ်သူကသူနေဘယ်လိုလုပ်ပြတ်ဉာဏ်ဆိုတာလေသိကျင်လို့အသုံးချမှအလုံးလုံးမှာပဲဖြစ်တယ်ပေါ့အသုံးမချဘဲနဲ့အလုံးလုံးနေတယ်ဆိုတဲ့ဉာဏ်ဟာလောကမှာမရှိနိုင်နော်မရှိနိုင်သဘာဝလည်းမရှိနိုင်ဘူးတဲ့အဲ့ဒါကိုညင်းပယ်ခြင်းသာဖြစ်တယ်လို့ကောသရမင်းကြီးရဲ့နန်းတော်ရောက်တဲ့အခါကျတော့ဆရာကြီး6ဦးကတော့ဘုရင်ရှိမှတိတိဆိုင်ဆိုင်မိုးလဲမေးလိုက်တဲ့အခါမှာဝိလေကြောင့်မနဲ့ဖြေသွားကြတယ်နော်ဝိလေကြောင့်မနဲ့ဖြေသွားတယ်မြတ်စွာဘုရားအလှည့်ရောက်တော့မြတ်စွာဘုရားနဲ့ဆုံတဲ့အခါမှာလည်းကောသရမင်းကြီးကဒီမေးခွန်းမေးလိုက်တယ်အရှင်ဂေါရမရောဗုဒ္ဓလို့ဝန်ခံမသလားဆိုမြတ်စွာဘုရားကတိတိမတ်မတ်နဲ့တိတိကျကျပွင့်ပွင့်လင်းလင်းဝန်ခံပြောကြပုံကတော့ဒီဗုဒ္ဓဆိုတဲ့အသုံးနှုန်းနဲ့ခေါ်ပြောဆိုမယ်ဆိုရင်ငါ့ကိုပြောမှပဲမှတ်တယ်လို့ဗုဒ္ဓဆိုတာငါပဲအစ်စ်ပဲငါ့ကိုပြောမှဗုဒ္ဓဆိုတာမှတ်တယ်လို့ဒီလိုထီအောင်ပြောတယ်အဲ့တော့ကောသရမင်းကြီးကရှော့ချခြင်းနဲ့အနေနဲ့ပါပြောအရှင်ဂေါရမဟာခုမှသူတော်စင်ဘဝယဟန်ဖြစ်လာတာလည်းမကြသေးဘူးအသက်အရွယ်အားဖြင့်လည်းပဲငယ်နေသေးတယ်35နှစ်မှဖျားဖြစ်လာတာဆိုအသက်40လောက်ဆိုငယ်သေးတာပေါ့နော်အသက်အရွယ်အားဖြင့်လည်းငယ်တယ်တဲ့ဟိုတက်ကြီးဝါကြီးထေကြီးဝါကြီးတွေအတောင်သူတို့ဗုဒ္ဓလို့မေးတဲ့အခါမှာဝန်မခံရဲဘူးတဲ့အရှင်ဘုရားဘာလို့ဝန်ခံလဲမကျေနပ်တဲ့အနေနဲ့ထပ်မေးတော့မြတ်စွာဘုရားကလိမ္မပန္နစွာ
အချက်၄ချက်နဲ့နှိုင်းရှင်းပြီးတော့ပြောလိုက်ချက်ကောသလမင်းကြီးကိုပါထည့်သွင်းပြီးတော့ငယ်ပေမဲ့လို့အထင်မသေးသင့်ဘူးဆိုတာတွေကိုပြောတယ်မီးဆိုတာပိုးစိပ်ပြူလောက်မီးလေးဟာမြို့ရရွာတွေကိုမလောင်နိုင်ပါဘူးလို့အထင်မသေးနဲ့လောင်စာနဲ့တွေ့ရင်မီးဘွားလေးကနေစပြီးတော့မီးတော့ကြီးဖြစ်သွားနိုင်အဲ့တော့မီးဆိုတာလည်းအထင်မသေးနဲ့အစိတ်ရှိတဲ့မွေနဲ့ဒီမွေလေးကငယ်ငယ်လေးပဲရှိသေးတယ်ဘာမှမကိုက်နိုင်မှသေးပါဘူးမကိုက်တတ်သေးပါဘူးဆိုပြီးသွားပြီးတော့အထင်သေးပြီးတော့မွေနဲ့သွားပြီးတော့မစော့နဲ့မကစားနဲ့မွေရဲ့အစိတ်ဟာလွန်ပြစ်ထန်တယ်ပေါ့စိတ်တက်ပြီးသေးနိုင်တယ်မင်းသားလေးငယ်ငယ်ရောင်ပေးစုလေးနဲ့သွားပြီးတော့ဘာမှအာဏာမရှိဘူးထင်ပြီးတော့သွားပြီးတော့မကြည့်စေနဲ့တဲ့အာဏာရလာလို့ရှိရင်သူကမင်းပြစ်မင်းတန်တင့်သွားစေနိုင်တယ်အရေးယူခံရတတ်တယ်ဒါကောသလမင်းကြီးရဲ့နှလုံးသားကိုထိအောင်ထည့်ပြောတာဟုတ်လဲဟုတ်တယ်နော်ထို့တူပဲနောက်ဆုံးမှာသူတော်စင်သမဏပုဂ္ဂိုလ်တွေကိုအသက်ငယ်သေးတယ်ဆိုပြီးတော့အထင်မသေးသေးဘူးလို့တရားဓမ္မသိတဲ့အသိဉာဏ်အရာမှာကြီးတာငယ်တာနဲ့မဆိုင်ဘူးကိုချင်းတရားနဲ့ပတ်သက်တဲ့အခါမှာလည်းပဲအသက်ကြီးတာအသက်ငယ်တာနဲ့မဆိုင်ဘူးဆိုပြီးတော့ရှင်းပြတယ်အဲ့မှာကောသလမင်းကြီးကလက်ခံသွားတယ်ပေါ့နော်အဲ့တော့လောကမှာသူလည်းဖရာငါလည်းဖရာနဲ့ပြောကြတဲ့အထင်ပဲတမန်အဖြစ်အဲ့ဒီလိုအပြောအတိုင်းလက်ခံကြမလားဘုရားဝတ္တနိုင်ငံမှာဘုန်းကြီးတို့တွေငယ်စဉ်ကတည်းကဖရာဆိုတာကောရောဗုဒ္ဓကိုပဲလက်ခံထားကြတာဖြစ်တယ်အဲ့လိုလက်ခံထားတဲ့အခါမှာဖရာဟုတ်ကဲ့လားအစစ်မှန်ရောဟုတ်ကဲ့လားတို့ကိုးကွယ်နေတဲ့ဖရာဟာတကယ်ကိုသဗ္ဗညုတဉာဏ်တော်ကြီးကိုရပြီးအမှန်တရားတွေကိုဟောလို့တရားတွေကိုလမ်းမှန်ကိုဖော်ပြနိုင်တဲ့တရားဖရာကိုတကယ်ဟုတ်ကလားလုံလောက်တဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တကယ်ဟုတ်ကလားစဉ်းစားခြင်းမှစဉ်းစားမယ်ဘုရားဘာသာတွေအနေနဲ့နော်မစဉ်းစားကြမစဉ်းစားဘဲနဲ့မိယိုးဖလားအနေနဲ့အလွယ်တကူပဲလက်ခံလိုက်ကြတယ်လက်ခံလိုက်ကြလိမ့်မယ်လို့ထင်သို့တော့မြတ်စွာဘုရားလို့တကယ်တထစ်ချယုံကြည်ပြီးတော့လက်ခံဖို့ရအတွက်စစ်ဆေးရလိမ့်မယ်အကြောင်းရှာလိမ့်မယ်အကြောင်းအကျိုးသိနေရောမှလက်လူတွေကကိုယ်ဝယ်တဲ့ရွှေကြတော့မှတ်ကြောက်တင်ပြီးတော့ကြည့်တယ်လေရွှေစစ်သလားမစစ်ဘူးလားအည်သွေးကောင်းသလားမကောင်းဘူးလားနော်အဲ့တိုင်းမဟုတ်ရင်ဘယ်သူမှဝယ်မှာမဟုတ်ရွှေဆိုင်နေရွှေမစစ်ဘယ်သူမှဝယ်မှာရွှေကြတော့အဲ့လိုစစ်ဆေးပြီးမှရွှေစစ်ပြီးရွှေမှန်ပြီးအည်သွေးပြည့်တယ်ဆိုမှထိုက်တန်တဲ့ဝိကျေတနာပြီးထို့တူပဲစိန်တို့ကြောက်တို့ဆိုတာလဲပြင်တကြီးတို့အင်းကြီးတို့မဖြစ်အောင်စစ်ကြဆေးချလာအဲ့လိုစစ်ပြီးတော့မှလက်ခံတာဖရာရောအဲ့လိုစစ်ပြီးမှလက်မခံတဲ့ဘူးလားနော်ဖရာဆိုတာ ਨੇ ကိုးကွယ်လိုက်ကြမလားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဒီကနေ့မှတ်သားနိုင်ယူကြည့်အောင်ဖရာအစစ်တွေ့ဖို့ခြေရခံရမယ်ခြေရခံတဲ့နည်းကိုပြောဖရာအစစ်ဟုတ်မဟုတ်ခြေရခံပြီးတော့ကြည့်ရဆိုလိုတာကစင်ချေရတွေ့ုံနဲ့ဒီစင်ကြီးဟာတကယ်ကြီးမားတဲ့ဆင်မြောင်ကြီးလို့လက်ခံလို့မရသေးဘူးလေစင်ချေရတွေ့ပြီးတော့ဆင်ကောင်ကြီးထီအောင်တွေ့မှဆုံးဖြတ်လို့ရမှာပေါ့
တချို့ကျတော့ဆင်ကောင်ကြီးတွေ့နေတဲ့နဲ့ဆင်ချရလိုက်ရှာနေကြတာလည်းရှိသေးတယ်နော်ခဏခေဆင်ကြီးမြင်နေပြီးမှခြေရကြည့်အောင်မယ်ဆိုပြီးတော့ခြေရလိုက်ရှာအဲ့တော့ဆင်မတွေ့သေးခင်ကတော့ခြေရခံရမှာတတ်သေးကြတယ်တွေ့ပြီးမှတော့ခြေရခံတယ်မှမလို့တော့တာနော်ရသော်ပြကိုယ်တိုင်ကဒီသုတ်တန်ကိုဟဋ္ဌိပဒောပမဆိုပြီးဟောတာရှိဟဋ္ဌိပဒဆိုတာဟဋ္ဌိဆိုတာဆင်ပဒဆိုတာခြေရဥပမာဆိုတာနှိုင်းရှင်ပြီးတော့ပြတာဆင်ခြေရခြေရခံပြီးတော့ဆင်ကြီးရဲ့အရွယ်အစားဆင်ရဲ့ပုံမှန်တဏ္ဍာကိုလက်ခံကြရလိုက်ရှာကြခြေရနဲ့လိုက်ပြီးတော့ဆင်ကောင်ကြီးတွေ့မှဆင်ဆိုတာသိကြတယ်ဆိုတာဆုံးဖြတ်ကြတယ်အဲ့တော့လိုပဲဖယားစစ်တွေ့ဖို့ခြေရခံနည်းကိုမြတ်စွာဘုရားဟောဒီသုတ်တန်လေးဖြစ်လာပုံကလည်းစိတ်ဝင်စားစရာကောင်းတယ်သူကတာဝတိမြို့ကပဲဇာနုသောဏိဆိုတဲ့ပုံနာကြီးကဇာနုသောဏိဆိုတာဘုရင်ရဲ့ယာဓုပရောဟိတ်ယာဓုကိုခေါ်တယ်လို့ဆိုတယ်ဇာနုသောဏိဆိုတဲ့ဘုရင်ရဲ့ပရောဟိတ်ပုံနာကြီးကခန်းခန်းနာနာနဲ့ရှေ့ခေတ်ကတော့မော်ရမြင်းနဲ့ကာကြီးတွေမရှိသေးဘူးမြင်းလဲကိုအလှဆင်ပြီးတော့စီးလေးစီးထားရှိတယ်မြင်းလဲဟာအကောင်းဆုံးပဲအဲ့ဒီခေတ်ကမြင်းကိုစီးပြီးတော့လူတွေဟာကိုယ့်ရဲ့ချမ်းသာကြွယ်ဝမှုလူထင်ကြီးစရာတွေကိုပြလေးရှိကြတယ်တထေးတကြွယ်တွေဟာမြင်းထားမြင်းလဲကိုစီးပြီးတော့ပြကြတယ်အဲ့ဒီဇာနုသောဏိဆိုတဲ့ပုံနာကြီးကတလမှာတစ်ခါတော့သူကမြို့ရှိုးပြတယ်သူရဲ့ချမ်းသာကြွယ်ဝမှုမြို့သူမြို့သားတွေကိုပြဒီတစ်ခါသူပါလှုပ်လာတော့ဆိုသူစီးတဲ့ယထာကဝေသားတွေနဲ့ကွတ်ထားတဲ့ယထာအဲ့ဒီယထာကိုဆွဲတဲ့မြင်းတွေကဆွဆွဖြူနေတဲ့မြင်းတွေအဖြူရောင်နေသူကိုယ်တိုင်ကလည်းခေါင်းပေါင်းနဲ့အဖြူဝတ်စုံကလည်းအဖြူမြင်းတွေကိုအမတ်တင်ညာပေးတဲ့ကြာဘောကလည်းအဖြူအလုံးဟာလူတွေကလည်းတညီတဲ့အဖြူရောင်ဝတ်စုံနေနဲ့သူ့ချမ်းရံပြိတ္တတွေလည်းအဖြူရောင်ဝတ်စုံအလုံးဟာဖွေးဖွေးလှုပ်သွားအဖြူရောင်ဝတ်စုံနေနဲ့တညီတဲ့ဝတ်ပြီးသူ့အိမ်ကနေထွက်မြို့ကိုပတ်တယ်မြို့ကိုပတ်ကြည့်ရှေးခေတ်ကချမ်းသာကြွယ်ဝတဲ့ယာဓုကုန်သိမ်းကြီးတဲ့ပုဂ္ဂိုလ်တွေဟာသူတို့ရဲ့အရှိန်အဝါတစ်ခုကိုအဲ့ပုံစံနဲ့လှည့်လည်ပြီးတော့ပြလို့ရှိတာတိုင်ကန်လှည့်လေတယ်လို့ဒီလိုခေါ်တယ်ပေါ့နော်တိုင်ကန်လှည့်လေတယ်အဲ့ဒီလိုလှည့်ရင်းကနေပြီးတော့မြို့တောင်ပဲပေါက်ရောက်တဲ့အခါမှာတောင်အရက်စူးစူးကနေပြီးတော့ပရပိုက်တူလာနေတာအဲ့ဒီပရပိုက်ကလည်းသူ့ရဲ့နာမည်ကပီလောတိကာလို့ခေါ်တယ်အဲ့ဒီပီလောတိကဆိုတဲ့ပရပိုက်ကဇေရွန်ကျောင်းဘက်ကနေသူပြန်လာတာပြန်လာပြီးတော့မြို့ထဲကိုဝင်လာတယ်ဇာနုသောဏိပုံနာကြီးကပရပိုက်ကိုလေးစားတယ်လေးစားသည့်အတွက်ကြောင့်စတင်ပြီးတော့သူကနှုတ်ခွန်းဆက်လိုက်တာယထာဘောကနေပြီးတော့နှုတ်ခွန်းဆက်တယ်ဟန္တကုတောလူပုံဝိဆာနောအာဂိစတိတိဝတိဝတ္တသူတိုင်ကန်းလှည့်လှည့်ပြီးတော့ပြတဲ့အချိန်ကလည်းပဲလူတွေအားလုံးထင်သာမြင်သာရှိတဲ့နေ့လေအချိန်မှပြတာနော်မနေ့ဆိုရင်လည်းအိယာမထားတဲ့လူကရှိသေးတယ်လေအဲ့ဒီလူတွေမတွေ့လိုက်မှဆိုလို့နေ့လေမှပြအဲ့တော့နေ့လေအကြီး
သူသွားတဲ့လမ်းကြောင်းမှာပိလောတိကဆိုတဲ့ပြပိုက်မြင်တော့ပိလောတိကပြပိုက်ရဲ့အနွယ်ကဝိဆာယနာအနွယ်ဒါမှမဟုတ်အနွယ်နဲ့ပဲနာမည်ခေါ်လို့ရှိကြတယ်သူတို့စီဟန္တကုတောနုဘဝံဝိဆာယနောအဂိစတိဒီဝတာနေ့ရဲ့နေ့ဆိုတာနေ့လေအချိန်အခုနေ့လေအချိန်ကြီးမှာတဲ့အရှင်ဝိဆာယနာဖေကများကြွလာတာတော့လို့ရှင်ကြီးဝယ်ရနှုတ်ဆက်စကားပြောလိုက်တယ်မေးလိုက်တယ်အဲ့လိုမေးလိုက်တဲ့အခါကျတော့ဣတောခောအဟံဘောအဂိသမိသမဏတခောရမတတန္တိကာသမဏခောရမဆိုတဲ့ယဟန်ခောရမရှိကနေပြီးတော့သူလာခဲ့တာပါလို့ရှင်းလိုက်တယ်အဲ့တော့ရှေးကပြပိုက်တွေကလည်းမြတ်စွာဘုရားကိုလေးစားတဲ့ပုဂ္ဂိုလ်တွေဘာသာမတူပေမဲ့လို့ဘုရားကိုကြည်ညိုကြတယ်လေးစားကြတယ်နော်မြတ်စွာဘုရားရဲ့ပညာကိုအသိမှတ်ပြုကြတယ်သူကလည်းဇေရုံအကြောင်းကနေပြီးတော့မြတ်စွာဘုရားနဲ့တွေ့ပြီးတော့ပြန်လာတာဖြစ်လို့ဘယ်ကပြန်လာတော့လို့မေးတဲ့အခါအခုပဲသမဏဂေါရမနဲ့တွေ့ပြီးပြန်လာတယ်လို့ပြောတယ်တွေ့ပြီးပြန်လာဆိုအဲ့ဒီမှာသာနုသောတိပုံနာကြီးကထပ်မေးတယ်တံကိမညတိဘဝဝိဆာနောသမဏတခောရမတပညာဝေယတိယပန္တိတောမိညိသူပြောလိုက်တဲ့စကားလေးကငါပြောတော့ဆိုအရှင်ဝိဆာယနာဘလို့ထင်မှသလဲတဲ့ယဟန်ဂေါရမရဲ့လိမ္မာကျွမ်းကျင်မှုအသိပညာရဲ့အရည်ချင်းနဲ့ပတ်သက်ပြီးဘလို့ထင်မှသလဲပညာရှိလို့ယူဆပါသလားရှင်ဂေါရမစီသွားတယ်ဆိုတော့ရှင်ဂေါရမရဲ့ပညာအရည်ချင်းကဘလို့လဲပညာအရည်ချင်းကဘယ်လိုလဲရှင်ဂေါရမကိုလေးစားတိုက်တဲ့ပညာရှိတဲ့ပညာရှင်လို့များယူဆပါသလားအဲ့စကားလေးတွေကနေသူတို့စလာတာနော်အဲ့လိုမေးလိုက်တဲ့အခါကျတော့ကောသဟံဘောကောသသမဏတခောရမတပညာဝေတိယယံသာနိတာမိယဟန်ဂေါရမရဲ့ပညာအရည်ချင်းကိုသိရလောက်အောင်ကျွန်ုပ်ကဘာမို့လဲဒါမြတ်စွာဘုရားကိုသူဘလောက်လေးစားတယ်ဆိုတာပြောတာယဟန်ဂေါရမရဲ့ပညာအရည်ချင်းကိုသိဖို့အတွက်ကျွန်ုပ်ကဘာမို့လဲယဟန်ဂေါရမပညာအရည်ချင်းကဘလောက်တိုင်းတာမို့လဲပမာစကားမှလည်းပြောတယ်ငါကဘာမို့လဲသူကဘာမို့လဲဒါငါအရည်ချင်းနဲ့ယဟန်ဂေါရမရဲ့ပညာကိုသိနိုင်ပါမလားလို့သူပြောတာနော်ကောသဟံဘောကျွန်ုပ်ကဘယ်လိုအဆင့်တန်းမို့လဲယဟန်ဂေါရမရဲ့ပညာအရည်ချင်းကရောဘယ်လိုအဆင့်တန်းမို့လဲဆိုလိုတဲ့အဓိပ္ပာယ်ကဒီသူ့အဆင့်နဲ့ယဟန်ဂေါရမရဲ့ပညာအရည်ချင်းကိုမသိနိုင်ဘူးလို့ပြောကြတယ်နော်ဟာငါဘာမို့သိရမှာလဲဒီလိုဆိုလိုတယ်ငါဘယ်လိုတော်လို့သိနိုင်မှာလဲဒီလိုဟာမျိုးယဟန်ဂေါရမရဲ့ပညာအရည်ချင်းကိုငါဘာမို့သိနိုင်မှာလဲပြောပြီးတော့သူကသောပိနုနတာတိသောယေဝသမဏတဂေါရမတပညာဝေတိယစာယေယစာနေယယဟန်ဂေါရမကိုပညာယဟန်ဂေါရမရဲ့ပညာအရည်ချင်းကိုသိတဲ့ပုဂ္ဂိုလ်ဟာယဟန်ဂေါရမလို့ပုဂ္ဂိုလ်ဟာပဲသိနိုင်မှာပေါ့ဟုတ်တယ်မြင့်မို့တောင်ကြီးကိုတိုင်းနေမြင့်မို့တောင်ကြီးလောက်မြင့်တဲ့ဝလုံးလို့အမှာပေါ့တိုင်းเสียလို့အမှာပေါ့ဝလုံးလေးကသေးသေးလေးမြင့်မို့တောင်ကအမြင့်ကြီးဘယ်လိုလုပ်တိုင်းမလဲနော်တူညီမှသာတိုင်းလို့ရမှာပေါ့ဒီတိုက်ကြီးဘယ်လောက်မြင့်တယ်လဲဆိုရင်သူ့လောက်မြင့်တဲ့ပစ္စည်းနဲ့ပဲတိုင်းလို့ရမြင့်တဲ့တိုက်ပေါ့လေသူ့လောက်မြင့်တဲ့အရာနဲ့ပဲတိုင်းလို့ရ
အဲ့တော့ယဟန်ဂေါတမရဲ့ပညာအရေးချင်းကိုသိဖို့ဆိုရင်သူ့လိုပညာရှိမှယဟန်ဂေါတမရဲ့အရေးချင်းကိုသိမှာပေါ့ကျွန်ုပ်လူကဘလောက်လောက်သိနိုင်မှာလဲဒါအဲ့လိုဖြေလိုက်တဲ့စကားနော်ကျွန်ုပ်တို့လူကဘယ်လိုလုပ်ပြီးတော့ယဟန်ဂေါတမရဲ့အရေးချင်းကိုသိနိုင်မှာလဲဆိုတော့ဇာနုသုနိပုံနာကြီးကအရှင်ဝိဇ္ဇာယနာယဟန်ဂေါတမကိုတကယ်ကိုမြင့်မြတ်တဲ့စကားလုံးတွေနဲ့အသုံးချပြီးကိုယ့်ကိုနှိမ့်ချပြီးယဟန်ဂေါတမကိုအကောင်းဆုံးချီးမွမ်းတာကိုတဲ့ယဟန်ဂေါတမကိုဒါမြင့်တင်ပြီးတော့ချီးမွမ်းလိုက်တာပဲလို့ပြောလိုက်တဲ့အခါမှာပရပိုက်ကပြန်ပြောတော့ဆိုကျွန်ုပ်ကဘာမှုဘယ်လိုအဆင့်နဲ့မှုယဟန်ဂေါတမကိုချီးကျူးနိုင်ရမှာလဲတဲ့နော်ယဟန်ဂေါတမကိုချီးကျူးမဲ့ပုဂ္ဂိုလ်ဟာသူ့ရဲ့အရည်ချင်းကသာလွဲပြီးတော့ဘယ်သူမှသူ့ကိုတိုင်းတစရာငါနဲ့ငါသာနှမ်းစရာလို့ဆိုတာလို့ပေါ့နော်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာသူ့ဟာနဲ့သူပဲတိုင်းလို့ရသူ့ရည်ချင်းနဲ့ပဲသူပြောလို့ရမယ်ကျွန်ုပ်အနေနဲ့အလှမ်းမမီဘူးချီးမွမ်းတယ်လို့တောင်ပြောစရာမလိုပါဘူးတဲ့ယဟန်ဂေါတမကိုချီးမွမ်းတယ်ဆိုတာသူ့အရေးချင်းကပဲသူ့ကိုထုတ်ဖော်မှာပါလောကမှာဒီနှုတ်နဲ့ထုတ်ဖော်ပြောတဲ့အရေးချင်းအမှန်ဟုတ်ချင်မှဟုတ်တာနော်အရေးချင်းဆိုတာမျိုးကသူ့ဟာသူပြလာတာပေါ့လူရဲ့အရေးချင်းစိန်ကောင်းကြောက်ကောင်းတွေရဲ့အရေးချင်းကလည်းစိန်ကောင်းကြောက်ကောင်းတွေမှာရှိပြီးသားပဲတဲ့မကြောက်တင်တယ်ဆိုတာအပြင်ဘက်ကဟာနဲ့ကြည်တာအမှန်သူ့မှာအရေးချင်းရှိပြီးသားမကြောက်တင်ကြည့်လို့သူဟာအရေးချင်းတက်လာတာမဟုတ်ဘူးအရေးချင်းသူကသူရှိပြီးသားအဲ့ဒါလို့ရယဟန်ဂေါတမသူချီးကျူးမှချီးကျူးတိုင်းတဲ့ခုံနဲ့ပြေးတာမဟုတ်ဘူးတဲ့သူကသူ့ကိုငကိုတဲ့ချီးကျူးစရာတွေပြေးနေတဲ့ပုဂ္ဂိုလ်ငကိုတွေကရွှေအစစ်ကြောက်အစစ်ဖြစ်နေပြီလားမကြောက်တင်လိုက်မှရွှေစစ်သွားတာမဟုတ်ဘူးလို့သူပြောခြင်းတဲ့စကားပဲเนาะဒါမတန်လေးနဲ့တဲ့သူကအသုံးလေးတွေကိုသုံးပြီးတော့เนาะယဟန်ဂေါတမပတ္တထပတ္တထောသူ့ရည်ချင်းနဲ့သူချီးမွမ်းတာပါကျွန်တော်လူကဘယ်လိုလုပ်ချီးမွမ်းနိုင်မှာတော့ချီးမွမ်းတယ်လို့ဘယ်လိုလုပ်ပြောနိုင်မှာတော့တနည်းအားဖြင့်အဓိပ္ပာယ်ဖွင့်စားတာယဟန်ဂေါတမချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်တွေကထပ်ဆင့်ချီးမွမ်းတဲ့ပုဂ္ဂိုလ်ပါလို့ဆိုလိုတယ်ချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်သူဆိုလိုတဲ့အဓိပ္ပာယ်ကကောသလတိုင်းကလူတွေကကောသလဘုရင်ကြီးကိုချီးမွမ်းကြတယ်မဂရတိုင်းကလူတွေကဗိမိတရမင်းကြီးကိုချီးမွမ်းကြတယ်ကိုယ်ခေါင်းဆောင်ကိုချီးမွမ်းကြတယ်နတ်တွေကတရားမင်းကြီးကိုချီးမွမ်းတယ်ပြမတွေကလည်းမဟာပြမကိုချီးမွမ်းတယ်ဆိုပါစို့သူဟာနဲ့သူအလိုချီးအဲ့ဒီလိုချီးမွမ်းခံရတဲ့ကောသလမင်းကြီးကဘုရားကိုချီးမွမ်းတယ်ချီးမွမ်းခံရတဲ့ဗိမိတရမင်းကြီးကမြတ်စွာဘုရားကိုချီးမွမ်းတယ်အဲ့တော့ချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်တွေရဲ့ချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်ကချီးမွမ်းတဲ့ဘုရားလို့ဒီလိုဆိုလို့ရပေါ့နော်အဲ့တော့ချီးမွမ်းခံပုဂ္ဂိုလ်တွေကနေပြီးတော့ချီးမွမ်းတဲ့ဘုရားဆိုသူချီးမွမ်းမဲ့ပုဂ္ဂိုလ်ဟာတမန်ပုဂ္ဂိုလ်တွေချီးမွမ်းတာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ဒီပိဋောတိကဆိုတဲ့ဘက်ကအဲ့လိုပြောတာပတ္တထပတ္တထောဝသောဘုံဂေါရမောတိထောဒေဝမနုဿာနံလူတွေနတ်တွေထဲမှာတကယ်ကိုအမြင့်မြတ်ဆုံးပုဂ္ဂိုလ်ပါတဲ့ချီးမွမ်းခံရတဲ့လူမင်းနတ်မင်းပြမမင်းတွေရဲ့ချီးမွမ်းမှုကိုခံရတဲ့ပုဂ္ဂိုလ်ပါလို့ဆိုလိုတယ်အဲ့ဒီလိုပြောလိုက်တဲ့အခါကျတော့ဒါသူတို့နှစ်ဦးတွေ့ဆုံပြီးတော့ခဏလေးရပ်ပြီးစကားပြောနေကြတာနော်စကားပြောနေတယ်ဇာနုသောဏိပုံနာကြီးကဘာပြောတော့ဆိုအရှင်ဝိဇ္ဇာယနာဘယ်လိုအကြောင်းတူးတွေကိုတွေ့ပြီးတော့ယဟန်ဂေါတမပေါ်မှာဒီလိုကြည်ညိုစိတ်တွေဖြစ်တာတော့တဲ့
ဘာကြောင့်ယဟန်ဂေါတမကိုဒီလောက်ကြည်ထင်ကြည့်ရတယ်လဲဘာကြောင့်ယဟန်ဂေါတမကိုဒီလောက်ကြည်ညိုရတယ်လဲသူပြောတဲ့စကားတွေကအလုံးကိုကြည်ညိုတာသူနဲ့အလမ်းမမီဘူးဆိုတဲ့အတိတ်ပဲနဲ့ပြောပြီးချီးမွမ်းတာဖြစ်လို့ဒီလောက်ချီးမွမ်းတာဘာကြောင့်ချီးမွမ်းတာတော့ဆိုတဲ့အခါမှာပရပိုက်ကပြောတယ်ဥပမာတစ်ခုပြောပါမယ်တဲ့သူချီးမွမ်းတာတခြားကြောင့်မဟုတ်ဘူးတဲ့လောကမှာစင်နေပေါ်တဲ့စင်တော်ထဲမှာဝင်ပြီးတော့စင်နေအကြောင်းကိုကောင်းကောင်းသိတဲ့စင်ဆရာတယောက်ဟာစင်ပေါ်တဲ့စင်တော်ကြီးတဲ့ကိုတောအုပ်ကြီးတဲ့ကိုရောက်သွားတယ်အဲ့ဒါလို့ရောက်သွားတဲ့အခါမှာသူဘာတွေ့စင်နေပေါ်တဲ့တောကြီးတဲ့မှာခြေအားကြီးတစ်ခုတွေ့တယ်စင်ခြေအားကြီးတစ်ခုတွေ့တယ်အတော်ကိုကြီးတဲ့စင်ခြေအားကြီးတွေ့တယ်အလျာကလည်းပဲကြီးတယ်အနံကလည်းပဲကျယ်တယ်အဲ့ဒီလိုစင်ခြေအားကြီးတစ်ခုတွေ့တဲ့အခါမှာတဲ့သူဆုံးဖြတ်ချက်တစ်ခုဖြတ်လိုက်တယ်ဟာအတော်ကြီးတဲ့စင်ကြီးပဲစင်ခြေအားကြည့်လိုက်တာနဲ့သူကဒီစင်ကြီးကအတော်ကိုကြီးတဲ့စင်ကြီးပဲလို့စင်ခြေအားမြင်လိုက်တာနဲ့ဟာဒီစင်ကြီးကအကြီးကြီးပဲလို့ခြေအားကြည့်ပြီးတော့ပြောတာလောကလူတွေလည်းကြည့်နေခြေအားတစ်ခုကြည့်လို့ရှင်ဟာခြေအားကြီးကအကြီးကြီးအကောင်ကြီးကတော်တော်ကြီးမှာပဲဆိုတော့ဆုံးဖြတ်ကြတာပဲလေသူလည်းစင်ခြေအားကြီးကိုကြည့်ပြီးတော့ဒီစင်ကြီးကအလွန်ကြီးမားတဲ့စင်ကြီးပဲလို့ဆုံးဖြတ်တယ်လို့ပဲတဲ့ဒီကျွန်ုပ်ဟာလဲဂေါရမဘုရားနဲ့ပတ်သက်ပြီးတော့ခြေရနဲ့အလားတရံတူတဲ့အချက်၄မျိုးခြေရ၄ခုကိုတွေ့ထားပါတယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားပေါ်မှာသူဟာအလွန်လေးစားခြင်းချီးနှိုးခြင်းမြတ်နိုးခြင်းဖြစ်တာပါတဲ့အကြောင်းမဲ့မဟုတ်ပါဘူးယဟန်ဂေါရမရဲ့အသိဉာဏ်နဲ့ပတ်သက်တဲ့ခြေရ၄မျိုးကိုသူတွေ့ထားတယ်စင်တကောင်မှာဆင်းရဲခြေရ၄ခုရှိလို့သူကလည်းဒီပုံစံမျိုးဥပမာပေးတာပဲဖြစ်လိမ့်မယ်နော်အဲ့ဒီမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ခြေရခံလိုက်တာသူ၄မျိုးခြေရခံမိပါတယ်ဆိုပြီးတော့ဒီမြတ်စွာဘုရားဒီခြေရတွေကိုကြည့်ပြီးတော့သမ္မာသမ္ဗုဒ္ဓဝတ္တသောဘဂဝါမြတ်စွာဘုရားဟာတကယ်ကိုအမှန်ကန်တရားဓမ္မတွေကိုကိုယ်တိုင်သိတဲ့ဗုဒ္ဓအစစ်ဖြစ်ပါပေတယ်သက္ခာတောဓမ္မောသူဟောတဲ့တရားလည်းအမှားမရှိတဲ့တရားပဲဖြစ်ပါတယ်သုပ္ပတိပန္နောဝတ္တသာဝကတံဃောတတ္တဗဂဝတောသာဝကတံဃောအဲ့ဒီမြတ်စွာဘုရားရဲ့တပည့်တွေဟာလည်းပဲလုံးဝမကတဲ့အကျင့်ကိုကျင့်တဲ့ပုဂ္ဂိုလ်တွေပဲလို့ယရဏသုံးပါးနဲ့ပတ်သက်ပြီးဆုံးဖြတ်ချက်ချနိုင်တယ်ဒီအချက်၄ချက်ခြေရာကိုကြည့်ပြီးတော့သူဟာဖရာအစစ်တရားအစစ်တန်ခါအစစ်ဆိုတာကိုယရဏသုံးပါးရဲ့အစစ်မှန်ကိုသူသိရှိတာဖြစ်ပါတယ်အယမ်းမဲ့မဟုတ်ဘူးဒီပြပိုက်ကနော်ဖရာကိုသူဒီလိုကြီးညိုတာဟာအယမ်းမဲ့မဟုတ်ဘူးမြတ်စွာဘုရားနဲ့ပတ်သက်ပြီးတော့ဖရာအစစ်ဆိုတာသူလက်ခံယုံကြည်တာဟာဟောဒီခြေရာကြီး၄ခုသူတွေ့ထားလို့ပဲဆိုပြီးအဲ့ဒီခြေရာကြီး၄ခုပြောတဲ့အခါမှာမလို့ပြောတော့ဆိုသူ့ရဲ့အတွေ့အကြုံညကိုရောမြတ်စွာဘုရားပွင့်လာလို့ဒေသတစ်ခုခီးကြွတော့မယ်တရင်တွေကကျွတ်တင်ပြီးတော့ပြန့်နှံ့ဂေါရမဗုဒ္ဓကြွလာလိမ့်မယ်သမဏဂေါရမလာလိမ့်မယ်ဆိုတာအိန္ဒိယနိုင်ငံမှာရှိတဲ့စနဗရတိုင်းကြီးသောလတ္တ16တိုင်းကလူတွေဟာစိတ်ဝင်စားနေကြနော်စိတ်ဝင်စားတယ်မန္တလေးလာမယ်ဆိုမန္တလေးကလူတွေစိတ်ဝင်စားမှာပေါ့နော်ရန်ကုန်တိုင်းသွားရင်ရန်ကုန်တိုင်းကလူတွေစိတ်ဝင်စားအဲ့လိုတိုင်းဒေသအသီးသီးမှာရှိကြတဲ့လူတွေဟာ
ဂေါရမဗုဒ္ဓဘုရားကြွလာလိမ့်မယ်ဘယ်နေ့ပဲရဲ့လာလိမ့်မယ်ဆိုစိတ်ဝင်စားကြတာမန်ပုဂ္ဂိုလ်တွေကတော့တွေ့ခြင်းနဲ့ဖူးခြင်းနဲ့ကြော့ခြင်းနဲ့ဒီစိတ်လောက်ပဲရှိတယ်အဲ့ထက်ပဲအသိဉာဏ်ကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေယာရုကြီးတဲ့ပုဂ္ဂိုလ်တွေကတော့ဂေါရမဗုဒ္ဓနာမည်ကြီးလာတယ်စัญญနဲ့မိဂုံးနေမေးမယ်ဆိုရင်လူတွေကလည်းပါသေးတယ်နော်ဗုဒ္ဓဟုတ်မဟုတ်တကယ်အရေးချင်းရှိတဲ့ပုဂ္ဂိုလ်ဟုတ်မဟုတ်သိချင်ကြဒါကြောင့်မို့ဒေသတစ်ခုသွားပြီဆိုရင်အေဒေသကိုအုပ်ချုပ်တဲ့ခတ္တိယဆိုတဲ့ပညာရှိတွေခတ္တိယပန္တိတ်လို့ခေါ်တဲ့မင်းမျိုးမင်းနွယ်တွေကပညာရှိပုဂ္ဂိုလ်တွေဟာကြွတင်ပြင်ဆင်ကြတယ်ဂေါရမဗုဒ္ဓလာရင်ဒီမေးခွန်းနေမေးမယ်ဆိုမေးခွန်းပု္ပ္ပာတွေကြွတင်ပြင်ကြတယ်အဲ့ဒါလို့ကြွတင်ပြင်ဆင်ထားတဲ့မေးခွန်းတွေအနှစ်နဲ့အလားလားကနေပြီးအမျိုးစုံနေအောင်ငါဒီလိုမေးရင် तू ဘယ်လိုဖြေမယ်ဘယ်လိုဖြေရင်ဘယ်လိုပြန်ပြီးတော့ထားကောင်းမယ်ဆိုတာတွေကအစမြတ်စွာဘုရားကိုပညာစမ်းညင်တဲ့မိဂုဏ်တွေအများကြီးဆင်ထားကြတာသူတို့ကဒေသတစ်ခုရောက်တိုင်းရောက်တိုင်းအဲ့လိုစောင့်ကြိုနေကြတာမိဂုဏ်တွေနဲ့အေးမြတ်စွာဘုရားတကယ်ကြွလာလို့ပိဋကကြီးကခေဟုကျူဆိုလို့မြတ်စွာဘုရားကအဲ့ဒီပိဋကကြီးကိုတရားဟောတယ်ပိဋကနဲ့ဆုံးတွေ့ပွဲမှာတရားဓမ္မတွေကိုဟောပြောတယ်ဆုံးမတယ်အဲ့ဒီလိုတရားနာလိုက်ရတဲ့အခါမှာခုနမေးခွန်းမေးမယ်လို့မောင်းတင်လာတဲ့ပုဂ္ဂိုလ်တွေဟာကုတ်သွားကြမေးတော့မြတ်စွာဘုရားကိုမေးခွန်းနေနဲ့မေးမယ်ဆိုပြီးတော့လှုပ်တဲ့ပုဂ္ဂိုလ်တွေဟာမေးလို့စိတ်တွေခံသွားပြီသူတို့မေးမဲ့ဟာတွေကအပေါ်စားတွေဖြစ်သွားပြီခေါ်လိုက်တဲ့တရားတွေကိုနားလိုက်တာနဲ့မမေးရတော့ဘူးတချို့လည်းမမေးရပဲနဲ့ကြောက်သွားအဲ့ဒီမှာအထက်ကရာဆရာကြီးကအကြောင်းပြထားတာပါပြထားတော့ဆိုမြတ်စွာဘုရားကဘေးကြွပြီးတရားဟောတဲ့တရားနာပရိသတ်ကြီးကိုမေတ္တာဖြန့်ပြီးတော့ဟောတယ်မေတ္တာပို့ထားတယ်ပေါ့အလုံးချမ်းသာကြပါစေတရားဓမ္မအတိရကြပါစေလို့မေတ္တာပို့မေတ္တာစိတ်နဲ့လွှမ်းခြုံထားတဲ့အခါကျပိဋကအလုံးပေါ့မြတ်စွာဘုရားဟောလိုက်တဲ့တရားပေါ်မှာကျင့်납သွားကြတယ်သူတို့ရန်လုံးမဲ့ပုဂ္ဂိုလ်တရားမှမရှိတော့ဘူးနော်မေးမယ်ဆန့်ကျင်မယ်ပြောမယ်ဆိုပုဂ္ဂိုလ်တရားမှမရှိအဲ့လိုမေတ္တာဓာတ်နဲ့လည်းဟောတယ်ဟောလိုက်တဲ့တရားလည်းအကြောင်းနဲ့အကျိုးနဲ့စိတ်နေအောင်ရေပက်မဝင်အောင်ဟောထားတာဆိုတော့အဲ့ဒါတွေကိုနားလဲရတဲ့ပုဂ္ဂိုလ်တွေဟာအသိဉာဏ်တွေပို့ပြီးတော့ကိုမသိတာတွေသိလာတယ်သိပြီးသားတွေပို့ရှင်းသွားတယ်ဆိုတဲ့အခါကျမိဂုံလေးတွေအသာပြန်သိမ့်ပြီးတော့မြတ်စွာဘုရားကိုဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိဆိုဘုရားကိုယ်ဝေစိကထာကိုရှောက်ကြပြီးတော့ဒီတိုင်းပြန်သွားကြတယ်ဘယ်သူမှမိဂုံတွေမမေးဘူးတဲ့အဲ့ဒါခြေရတစ်ခုပဲအဲ့ဒါလို့ခတ္တိယပန္တိတ်လို့ဆိုတဲ့တကယ်ပညာရှိတွေကမြတ်စွာဘုရားကိုမေးခွန်းမေးမယ်ဆိုပြီးလာတဲ့လူတွေဟာမမေးဘဲနဲ့ကျင့်납ပြီးပြန်သွားကြတာဟာဒါဂေါရမဗုဒ္ဓရဲ့အကြီးချင်းကြောင့်ပဲဆိုတာဒီခြေရာကိုကြည့်ပြီးတော့သူဟာဆုံးဖြတ်တာပါလို့ပြောဒါတမန်ပုဂ္ဂိုလ်မဟုတ်ဘူးကြည့်တကယ်ဒိဋ္ဌိကျဲပညာရှိတွေကဆိုပြီးမိကိုမမေးရတော့ဘူးဆိုတော့သူကဘုရားရဲ့အသိဉာဏ်ကိုသူခံမှန်းပြောကြလို့ရသွားနော်ထို့တူပဲခတ္တိယပန္တိတ်လို့ဆိုတဲ့ဒီအမျိုးကလူတွေသာမဟုတ်ထိုခေတ်ကဝေရာကျမ်းဂန်ကိုသင်ယူနေကြတဲ့ပြမနာမျိုးရိုးကပြမနာပန္တိတ်ဆိုတဲ့ပုဂ္ဂိုလ်တွေကလည်းပဲဒီတိုင်းပဲမိဂုဏ်နေမေးဖို့ကြံရွယ်ထားကြတယ်တရားဝဲလာတရားနာလိုက်တဲ့အခါကျင့်납ပြီးဘယ်သူမှမမေးဘူးဥပဒကအဖြစ်ခံယူပြီးအိမ်ပြန်သွားကြတယ်ဂဟပတိပန္တိတ်လို့ခေါ်တယ်တာမန်ကုံတဲ့ကုံရောင်းကုံဝဲလုပ်ပြီးတော့စားတဲ့တမန်ပုဂ္ဂိုလ်တွေဟာလည်းပဲဒီတိုင်းပဲသူတို့ထဲမှာခတ်ဆွာဆွာပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာလည်းပဲဂေါရမဗုဒ္ဓလိုက်မေးခွန်းနေမေးမယ်ဆိုပြီးတော့ပ
ပြင်းစင်လာခဲ့ကြတာတရားလေးလည်းနာပြီးရောဘယ်သူမှမမေ့တော့ဘူးပြန်သွားကြတယ်အဲ့ဒါဟာကြီးမားတဲ့ခြေရာကြီးတွေကိုတွေးရှိခြင်းပဲအဲ့ဒီအချက်တွေကိုကြည့်ပြီးတော့သူဟာဂေါရမဗုဒ္ဓရဲ့ပညာအရေးချင်းကိုအကဲခတ်မိပါတယ်ဒါကြောင့်မို့ကြည်ညိုတယ်နောက်ဆုံးတစ်ခုကဘာတော့ဆိုရင်လူတွေရဲ့အတိုင်းဝိုင်းထဲမှာလူလောကမှာခတ္တိယဆိုတဲ့မျိုးရိုးကတစ်ခုပြမနာဆိုတဲ့မျိုးရိုးကတစ်ခုဝိတ္တဂါပတိဆိုတဲ့မျိုးရိုးကတစ်ခုလို့မျိုးရိုးနဲ့ဒါနောက်ဆုံးမျိုးရိုးကတော့ပညာရှိခဲ့တယ်ပေါ့အောက်တန်းစားအမျိုးတွေဆိုအဲ့တော့14မျိုးထဲမှာအမြင့်ဆက်က3မျိုးပဲရှိတယ်ခတ္တိယပြမနာဝိတ္တသူတို့ဟာပညာဓာတ်ဆိုပြီးတော့မမနာတွေနဲ့မေးမယ်တကယ်ကဲလှုပ်ပြီးလာကြတဲ့ပုဂ္ဂိုလ်တွေဟာတရားဝဲလာပြီးတရားနာလိုက်တာနဲ့တပြိုင်နက်မိဂုံးနေပြန်သိမ့်ပြီးတော့မမေးကြတော့ဘဲနဲ့မြတ်စွာဘုရားရဲ့တပည့်အဖြစ်ခံယူသွားကြတယ်ဥပဒကအဖြစ်ခံယူသွားကြတယ်နောက်တစ်ခါဘာသာတရားကိုလိလိဟောပြောပြီးတော့နေကြတယ်သမဏဆိုတဲ့ပုဂ္ဂိုလ်တွေအခုခေတ်မှာတော့သမဏရှင်ယဟန်ဆိုဘုရားဘာသာယဟန်နေတယ်ကိုသမဏလို့အဲ့ဒီခေတ်ကသမဏဆိုတာအများကြီးပဲနော်ဘာသာတရားခုနကပရပိုက်တွေကအစသမဏအုပ်စုလို့ခေါ်တယ်ဒါတွေကသမဏဆိုတာဘာသာမျိုးစုံလို့ပဲပြောရမှာဖြစ်တယ်နော်ဘာသာမျိုးစုံဘာသာစုံကပုဂ္ဂိုလ်တွေကလည်းပဲဒီတိုင်းပဲဂေါရမဗုဒ္ဓနဲ့တွေ့ရင်မေးမယ်ဆိုပြီးတော့ဘာသာစုံသူတို့အယူဆမျိုးစုံနဲ့မြတ်စွာဘုရားကိုမေးဖို့မောင်းတင်လာတဲ့ပုဂ္ဂိုလ်တွေကလည်းပဲတရားပွဲကိုရောက်ရှိလာကြတယ်အဲ့ဒီတရားပွဲရောက်ရှိလာပြီးတော့တရားနာလိုက်တဲ့အခါမှာသူတို့သိထားတဲ့အသည့်တွေနဲ့မြတ်စွာဘုရားဟောလိုက်တဲ့တရားတွေနဲ့မြတ်စွာဘုရားဟောတဲ့တရားကအမှားအယွင်းမရှိအကြောင်းနဲ့အကျိုးနဲ့ညှိပြီးတော့သေချာဟောတာသူတို့သိထားတာတွေကလွဲချော်နေလွဲချော်ပြီးတော့မမယွင်းရင်တကယ်ကိုတန်တရားဝကလွတ်ကြောင်းထင်ပြီးတော့လှုပ်တာတွေကတန်တရားဝကမလွတ်နိုင်တဲ့အကျင့်တွေမှန်သိသွားတယ်မြတ်စွာဘုရားဟောတဲ့မဂ္ဂင်၈ပါးအကျင့်တရားစီသာလင်းတန်တရားဝကလွတ်နိုင်တဲ့အကျင့်ဖြစ်တယ်ဆိုတာကိုမြတ်စွာဘုရားတရားနာလဲရတဲ့အခါမှာသူတို့ဟာအတိတရားအမှန်တရားကိုရရှိပြီးအဲ့ဒီအချိန်မှာသူတို့ဘာဖြစ်သွားတော့ဆိုတရားနာလဲရတဲ့အခါမှာသူတို့ဟာအသိဉာဏ်တွေဖြစ်သွားပြီတော်သေးတယ်ငါတို့ဒီလာမိလို့နှုတ်ဖို့ဆိုရင်ငါတို့ဟာအပင်ငရဲမှာဒုက္ခပွဲကြီးနဲ့ရင်ဆိုင်ရတော့မလို့ကံကောင်းလို့ဒီလာမိတာကံကောင်းလို့သူတို့သိတဲ့အသည့်တွေကိုအဟုတ်လို့ထင်ပြီးတော့အထင်ကြီးပြီးကိုကျင့်တဲ့တရားကိုတကယ်တရားစစ်တရားမှန်ထင်ကိုယူဆတဲ့အယူဆတွေကိုတကယ်အယူဆအစစ်အမှန်ထင်ပြီးတော့ဆွဲလန်းပြီးငါတို့ကောနေကြတာအခုဂေါရမဗုဒ္ဓဟောလိုက်တဲ့တရားကိုနားလဲရမှငါတို့ဟာအစစ်မှန်ကိုသိရတယ်ပျက်စီးတော့မလို့ကံကောင်းလို့ဆိုပြီးသူတို့ဟာနောက်ဆုံးမှမေကုန်းမေဖို့အသာထားမြတ်စွာဘုရားစီတောင်းပန်ကြတယ်တပည့်တော်တို့အရှင်ဘုရားရဲ့သာသနာဝင်ပြီးတော့တပည့်အဖြစ်ခံယူပါရစေဆိုဘာသာတရားတွေပြောင်းကြတဲ့နော်ဘာသာကပြုကူပြောင်းကုန်ကြဘုရားဘာသာဖြစ်ခံယူဘုရားဘာသာယဟန်ဖြစ်ခံယူကြပြီးတော့တရားတော်ကျင့်တဲ့ကြိုးကိုအထောက်ကြတယ်ပေါင်းလိုက်တော့ဒီ၄ချက်ပဲဒီခြေအားကြီး၄ခုခတ္တိယပဏ္ဍိတ်တွေကမမေ့ရဘူးပြမနာပဏ္ဍိတ်တွေကမမေ့ရပဲနဲ့ရှင်းတ်သွားကြတယ်ဂါပတိပဏ္ဍိတ်တွေကလည်းပဲမိဂုံးနေမမေ့ပဲနဲ့မြတ်စွာဘုရားကိုရှင်းတ်သွားကြတယ်သမဏပဏ္ဍိတ်လို့ခေါ်တဲ့အယူမျိုးရှိတဲ့ပုဂ္ဂိုလ်တွေကလည်းသူတို့တသက်တုံးစွဲကင်ထားတဲ့အယူဝါဒတွေကိုစွန့်ပြီးတော့ဂေါရမဗုဒ္ဓရဲ့အယူကိုလက်ခံကြတယ်ဆိုဒီကြီးမားတဲ့ခြေအားကြီး၄ခုကိုကြည့်ပြီးတော့ဒီမြတ်စွာဘုရားဟာတကယ်သမ္မာသမ္ဗုဒ္ဓပဲဂ
ဂေါတမဗုဒ္ဓဟာတကယ်သမ္မာသမ္ဗုဒ္ဓဖြစ်ပါပေတယ်သူဟောတဲ့တရားဟာတကယ်သွက်ခါတာဖြစ်ပါပေတယ်သူရဲ့တပိတာဝကသည်တကယ်သုပ္ပတိပါဏမှန်ကန်တဲ့အခြင်းကိုကျင့်ပါတယ်လို့ဒီလိုသူတို့ဟာလက်ခံယုံကြည်လာကြတယ်ဆိုတာကိုသူကိုယ်တိုင်တွေ့ရှိတယ်သူကိုယ်တိုင်တွေ့ရှိသွားတာနော်အဲ့ဒါကိုကြည့်ပြီးတော့ဂေါတမဗုဒ္ဓရဲ့အရည်ချင်းကိုသူဟာအကဲခတ်ပြီးတော့မြတ်စွာဘုရားပေါ်မှာကြည်ညိုခြင်းမျက်နှိုးခြင်းလေးစားခြင်းနဲ့မြတ်စွာဘုရားကိုအမှန်တမ်းကြည်ညိုမျက်နှိုးစွာလက်ခံတယ်ဆိုတာကိုပြောပြအဲ့ဒီကြတော့သာနုသောတိပုံနာကြီးကခုနတုန်းကသူကမြင်းလဲပေါ်ကနေပြီးတော့စကားပြောတာပရပိုင်နဲ့သူနဲ့စကားပြောနေကြတာဒီလိုပြောလဲပြီးရောမြင်းလဲပေါ်ကဆင်းတယ်ဆင်းပြီးမြတ်စွာဘုရားရှိတဲ့ဘက်ကိုလက်အုပ်ချီပြီးတော့နမောတတ္တဘဂဝတောရဟတောသမ္မာသမ္ဗုဒ္ဓတ္တဆိုပြီးတော့၃ချိန်မြတ်စွာဘုရားကိုကြော့တယ်သာနုသောတိဆိုတဲ့ပရောဟိတ်ပုံနာကြီးကပိလောတိကပရပိုက်ရဲ့ပြောဆိုတဲ့စကားရဲ့အဆုံးမှာမြင်းလဲပေါ်ကဆင်းပြီးတော့မြတ်စွာဘုရားကိုကြော့တယ်ကြော့ပြီးတဲ့အခါမှာသူ့ရဲ့တောင်းတချက်ကိုဖော်ပြဘယ်သောခါများငါမြတ်စွာဘုရားထံစိကပ်ပြီးတော့မြတ်စွာဘုရားနဲ့တွေ့ဆုံစကားပြောရပါမလဲမျောလင်းနေမြတ်စွာဘုရားနဲ့တွေ့ချင်တယ်အဲ့ဒီလိုသူတောင်းတပြီးဒီနေရာမှာတခန်းရသွားပြီးနောက်ပိုင်းကဆက်ပြီးတော့မြတ်စွာဘုရားနဲ့သူတွေ့တယ်မြတ်စွာဘုရားနဲ့တွေ့တဲ့အခါမှာမြတ်စွာဘုရားစီသွားတွေ့တယ်ပေါ့နော်သွားပြီးတော့ကြော့တယ်စေရွန်ကျောင်းဘက်ကိုခီးဆက်ထွက်သွားပြီးမြတ်စွာဘုရားနဲ့သွားတွေ့သွားဖူးတယ်အဲ့ဒီအချိန်မှာပိလောတိကပရပိုက်နဲ့သူနဲ့စကားလက်ဆောင်ကြခဲ့ပုံဒီအားလုံးအစဆုံးပြန်ပြီးမြတ်စွာဘုရားလျှောက်တယ်နော်လျှောက်တော့မှမြတ်စွာဘုရားကပိလောတိကပရပိုက်ပြောတဲ့ခြေရာကြီးကအလွန်ကြီးလို့ဆင်ကောင်ကြီးကိုမမြင်ရသေးပဲနဲ့ဆင်ခြေရာကြည့်ပြီးကြီးလိုက်တဲ့ဆင်ကြီးလို့ဒီလိုဆုံးဖြတ်တာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒါဟာဆင်ခြေရာကြည့်ပြီးတော့ဆင်ကောင်ကြီးကိုဆုံးဖြတ်တာမမှန်သေးဘူးတဲ့မပြည့်စုံသေးဘူးမပြည့်စုံသေးဘူးတဲ့ဘာကြောင့်မပြည့်စုံသေးတာတော့ခြေရာကြည့်ပြီးဆုံးဖြတ်ရုံနဲ့ဒီဆင်ကြီးကြီးတယ်လို့ပြောတာမမှန်သေးဘူးတဲ့မြတ်စွာဘုရားတခုချင်းကိုရှင်းပြတယ်တောအုပ်ထဲမှာဆင်တွေအမျိုးမျိုးရှိတယ်တဲ့နံပါတ်1ဆင်တစ်ကောင်ကဝါမဏိကာဆိုတဲ့ဆင်မတွေရှိတယ်ခြေရာကြီးတွေအကြီးကြီးတွေဒါပေမဲ့သူကဘိုက်ပူနံကခြေတော်ကြီးရတာကြီးတာအရာကတလောက်ကြီးမထွားဘူးဒီဆင်အမျိုးအစားလည်းရှိသေးတယ်ဝါမဏိကာဆိုဆင်မတွေရှိသေးတယ်တဲ့ခြေရာကြီးကိုကြည့်လိုက်မယ်ဆိုရင်တကယ်ဆင်ကြီးလို့ထင်ရတယ်တကယ်သွားကြည့်တဲ့အခါကျတော့ပုကွာကွာဖိုက်ကာကအဲ့ဒီဝါမဏိကာဆိုရယ်ပုကွာကွာဖိုက်ကာကနဲ့ခြေရာကြီးကအကြီးကြီးဒီလိုဆင်မျိုးလည်းဖြစ်နိုင်တယ်ခြေရာကြည့်ပြီးဆင်ကြီးကြီးတယ်လို့ဆုံးဖြတ်ချက်ချတာမမှန်ဘူးတဲ့အဲ့ဒီဆင်မျိုးရှိသေးတယ်နောက်ဆင်တစ်မျိုးကတော့ဘာရှိတော့ဆိုဥစ္စာကာလရိကာဆိုတဲ့ဆင်မျိုးတွေလည်းရှိသေးတယ်တဲ့အလွန်အယမ်းမြင့်ပြီးကာလရိကာဆိုဆင်မမျိုးရှိတယ်တဲ့အဲ့ဒီဆင်ကလည်းပဲခြေထောက်အလွန်ကြီးတယ်သူကဘာထူးတော့ဆိုခြေထောက်ကြီးတာကြီးတာအကောင်အားတလောက်မရှိဘူးအစွဲကြတော့လေတွေ့ဘူးကြလိမ့်မယ်သူ့အစွဲကတစ်ချောင်းကအပေါ်တက်နေတစ်ချောင်းကအောက်ဆိုင်နော်ဆွဲကအစွဲဆုံးကနှစ်ခုရှင်ပြီးတော့သွားတာမဟုတ်ဘူးဆင်ဆွဲတစ်ချောင်းကအပေါ်ကောက်ပြီးတော့ဆင်ဆွဲတစ်ချောင်းကအောက်နှိပ်အဲ့ဒါကိုကာလာရိကာဆင်လို့ခေါ်တယ်အစွဲကိုကြည့်ပြီးခေါ်တာသူလေခြေတော်ကြီးကအလွန်ကြီးတယ်ဒါပေမဲ့ဆင်ပြောင်ကြီးမဟုတ်ဘူးတဲ့
ခြေရာကြည့်လိုက်လို့ရှိရင်အဲ့ဒီလိုဆင်မာမျိုးလည်းဖြစ်တတ်သေးတယ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်အယက်မြင့်ပြီးတော့ကရေနုကာလို့ခေါ်တဲ့ဆင်မတွေလည်းရှိတယ်သူ့ခြေရာလည်းအလွန်ကြီးတယ်သူကြတော့သူတို့ရဲ့အစွဲကဒီငပြောဘူးလို့ခလုံးလုံးပဲရှိတယ်ခြေရာကြီးကတော့ကြီးတယ်အကောင်ကတလောက်မကြီးဘူးအဲ့ဒီဆင်မမျိုးတွေရှိနေသည့်အတွက်ကြောင့်ခြေရာလေးကိုကြည့်ပြီးတော့ဒီဆင်ကြီးကကြီးလိုက်တာနဲ့ပြောတာဆုံးဖြတ်ချက်ချတာမှားတယ်တဲ့မမှန်ဘူးဆိုပြီးတော့မြတ်စွာဘုရားနောက်ဆုံးမှာတကယ်ကိုတစ်ပင်အောင်မှာတစ်ကိုင်းနေချိုးတစ်ခေါက်လေးကိုအစွဲနဲ့ထိုးပြီးတော့စားနေတဲ့ဆင်ကောင်းကြီးကိုမြင်ပြီးဆိုတော့မှဟာဒါကြီးကမှတကယ်ဆင်မြောင်ကြီးအကြီးကြီးပဲလို့ဆိုဆုံးဖြတ်လို့ရမယ်တဲ့ခြေရာကြည့်ပြီးဆုံးဖြတ်ရင်မပြည့်စုံဘူးဆိုပြီးတော့ပြောပြီးဒီဟဋ္ဌိပရောပမတုတ်ကိုဟောတာနော်ဟဋ္ဌိပရောပမတုတ်အတူချုပ်ကိုပြောမယ်ဆိုလို့ရှိရင်လောကမှာဖျားပွင့်လာတယ်ဖျားပွင့်လာတယ်ဖျားဆိုတဲ့ပုဂ္ဂိုလ်ဟာအရေးချင်းပြည့်တဲ့ပုဂ္ဂိုလ်ဘလို့အရေးချင်းနေတုံးဆိုအရဟံသမတမုရောစတဲ့ဂုဏ်တော်တွေအဲ့ဒါတွေနဲ့ပြည့်စုံတယ်လောကကြီးကိုကိုယ်တိုင်သိပြီးတော့အမှန်တရားကိုဟောပြောနိုင်တယ်ဟောပြောတဲ့အတိုင်းပဲဒီကိုယ်တိုင်သိပြီးမျက်မှောက်ပြုပြီးအစအလယ်အဆုံးအ내ဒိဗ္ဗေနဲ့ပြည့်စုံတဲ့တရားတွေကိုဟောတယ်ဒီမြင့်မြတ်တဲ့ကျင့်စဉ်တွေကိုထုတ်ဖော်ပြသတယ်ဆိုတဲ့တရားတွေကိုဟောတယ်အဲ့ဒါလိုဟောလိုက်တဲ့အခါမှာတရားကိုနားလဲရတဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေကမြတ်စွာဘုရားပေါ်တရားပေါ်မှာယုံကြည်တဲ့တရားတရားတွေဖြစ်ပေါ်လာတတ်တယ်အဲ့ဒီလိုဖြစ်ပေါ်လာပြီဆိုတဲ့အခါမှာသူတို့ရဲ့အတိုင်းအတာလျောက်ဆွေးစွန့်မျိုးစွန့်ရှိတဲ့ပစ္စည်းတွေစွန့်သာသနာ့ဘောင်ဝင်လာကြတယ်ဒါဖျားပွင့်ပြီးတဲ့နောက်တရားနာရတဲ့အခါယင်ထဲကတရားတရားဖြစ်ပြီးဘုန်းကြီးဝကြတာပြောတာနော်အဲ့လိုသာသနာ့ဘောင်ဝင်လာပြီးတဲ့နောက်မှာအစဆုံးဖြစ်ကျင်တာကိုချင်းသီလကိုချင်းသီလနဲ့ပြည့်စုံအောင်နေတယ်ကိုချင်းသီလပြည့်စုံခြင်းကြောင့်သူတို့ဟာဘယ်လိုချမ်းသာမျိုးကိုခံစားရတော့ဆိုအနဝိသဒုက္ခအပြစ်ကင်းတဲ့ချမ်းသာမျိုးကိုခံစား happiness of innocence ခေါ် happiness of innocence အပြစ်ကင်းတဲ့ချမ်းသာဘာမှအပြစ်လုပ်မထားတဲ့ပုဂ္ဂိုလ်ချမ်းသာကိုချင်းသီလပြည့်စုံသည့်အတွက်ကြောင့်နော်အနဝိသဒုက္ခကိုခံစားပြီးတဲ့အခါကျတော့သီလကိုပို့ပြီးတော့လုံခြုံမှုအတွက်မျက်စိနာနာလျာကာယမနတွေကနေပြီးတော့ကိလေသာတွေလွှမ်းမိုးမခံရအောင်တတိနဲ့ထိန်းဆုံးတယ်အိန္ဒြိယသံဝရလို့ခေါ်တယ်အဲ့ဒီအိန္ဒြိယသံဝရကိုယ်တဏ္ဍမှာအကုသိုလ်တွေမဖြစ်အောင်ထိန်းချုပ်လာတဲ့အခါမှာအဖြာတိကဒုက္ခကိလေသာတွေနဲ့ရောရှက်မှုမရှိဘဲနဲ့တလက်စိတ်ချမ်းသာမှုတွေသီလကကိုယ်နဲ့ကာယကံနဲ့ဝစီကံကိုယ်နဲ့နှုတ်ကိုပဲထိန်းတာဖြစ်တယ်အိန္ဒြိယသံဝရရောက်တဲ့အခါစိတ်ကိုအတိုင်းတာတစ်ခုရထိန်းလာတယ်ထိန်းလာသည့်အတွက်ကြောင့်ဒီချမ်းသာဒုက္ခအပြတိကဒုက္ခလို့ကိလေသာတွေနဲ့ရောထွေးခြင်းမရှိတဲ့ခုနကအနဝိဇ္ဇဒုက္ခတွေပို့ပြီးတော့ကောင်းတဲ့အပြတိကဒုက္ခကိုခံစားအဲ့ဒီနောက်မှာသွားရလာရစားရတောက်တာနေရထိုင်တာတွေကစပြီးတတိတမစင်ညာ mindfulness and comprehension အဲ့ဒီနှစ်ခုလေ့ကျင့်တတိထားတယ်ပညာအစဉ်ချင်းတရားထားတယ်အဲ့ဒါကိုလေ့ကျင့်လိုက်တဲ့အခါကျတော့ဒီအမှားလုပ်မှုတွေကမရှိတော့အဲ့ဒီလိုကနေပြီးတော့ရှိတာလေးနဲ့ကျင့်တတ်တယ်တန်တုဋ္ဌိအဲ့ဒီအခြေအနေလေးရဟာရဟန်းတော်တွေတောထဲမှာသွားပြီးတရားကျင့်မှုအတွက်လုံလောက်တဲ့အခြေအနေသီလရှိတယ်ဣန္ဒြိယသံဝရရှိတယ်ဒီတတိတမစညာနဲ့ပြည့်စုံတယ်ရှိတာလေးနဲ့ရောင်ရဲတယ်ဆိုတာအဲ့ဒါကနေပြီးတော့တမာတိတရားကိုဆက်လက်ထူထောင်တယ်တောရကြောင်းကိုချင်းကပ်တယ်စိတ်ငြိမ်တဲ့နေရာသွားပြီးတမာတိကိုထူထောင်ပြီးတော့ရှင်ထဲမှာရှိတဲ့
ကာမိဆန္ဒပြဘာရစတဲ့နိဝရဏတွေလောဘတွေဒေါသတွေမဖြစ်ရအောင်စိတ်ကိုထိန်းချုပ်တဲ့အလေးအကျင့်စိတ်ရဲ့အညစ်အကြေးတွေကိုတွန်းလှန်ဖယ်ရှားတဲ့အကျင့်ကိုကျင့်ရင်ကနေပြီးတော့နောက်ဖယ်ရောက်သွားတော့ဆိုပထမဇန်ရသွားတယ်အဲပထမဇန်ရတဲ့အခါကျတော့ခုနဒီပထမဇန်ကျင့်နေတာပထမဇန်ရဲ့အခြေအနေကိုကိုယ်တိုင်ရပြီဆိုရင်စင်ချေရာတစ်ခုတွေ့တာနဲ့တူတူပဲသို့တော့စင်ကြီးမတွေ့သေးဘူးစင်ချေရာစတွေ့ပြီပေါ့ဒုတိယဇန်ရတယ်တတိယဇန်ရတယ်သရုတ်ထဇန်ရတယ်အဲ့ဒီကနေပြီးတော့အဘိညာဉ်တွေရတယ်ရတဲ့အခါကျတော့မြတ်စွာဘုရားသိဖို့ရအကြောင်းတရားတွေကပို့ပြီးတော့နီးလာတယ်သမထကျင့်စဉ်ကျင့်လို့အောင်မြင်လာတဲ့တမာတိစွမ်းအားနဲ့မြတ်စွာဘုရားရဲ့အရေးချင်းတွေပို့ပြီးတော့သိလာအဲ့ဒီကနေတရားဓမ္မကျင့်လိုက်တာဝိပဿနာတရားကိုကျင့်ကြံကြိုးကိုပွားများအားထုတ်ပြီးနောက်ဆုံးမှယဟန္တာဖြစ်သွားပြီဆိုတဲ့အခါကျတော့မှဆင်ကြီးတွေ့တော့တာပဲအဲ့ကြရင်တော့သူ့ရဲ့ယုံကြည်ချက်တတ်မှတ်ချက်ဟာပြောင်းလဲချက်မရှိတော့ဘူးဒါဘုရားအစစ်ပဲဆိုတော့လက်ခံတယ်ဒီလိုမြတ်စွာဘုရားအကျင့်ချုပ်ဟောလိုက်တာနော်အဲ့ဒါသုလဟတ္ထိပရောပမာတော့အကျင့်ချုပ်ပြီးတော့ပြောတာပဲဖြစ်တယ်အဲ့ဒါလို့မြတ်စွာဘုရားကဒီလိုရှင်တဲ့နှလုံးထဲမှာကိလေသာအာသွားတွေအကုန်ဖယ်ရှားနိုင်တဲ့ရတ္တမေရတ္တဖို့ရပြီဆိုတဲ့အခါကျတော့မှဘုရားအစစ်အမှန်ကိုဆုံးဖြတ်ပြီးတော့တွေးနိုင်တာဖြစ်တယ်ဆိုတော့ဘုန်းကြီးတို့တွေကဘုရားကိုခံမှန်းပြီးစင်ချေရာလေးနဲ့ကျင့်တတ်နေရတဲ့သဘောယန္နာမဖြစ်မချင်းဘုရားအစစ်လို့နောက်ဆုံးမှာဒီဘဝသာဘုရားကိုယုံကြည်ပေမဲ့ဘုရားဘာသာဖြစ်လို့နောက်ဘဝကျတော့ဒီဘုရားယုံကြည်မှယုံမှာလေပြောင်းလဲသွားနိုင်သေးတယ်ဒါကြောင့်မို့စင်ချေရာကိုသာကြည့်ပြီးတော့စင်ကိုခံမှန်းပြီးတော့ပြောကြားနေတဲ့အဆင့်ကနေလွန်မြောက်သွားအောင်ဝိပဿနာတရားကျင့်ကြံကြိုးကိုအထုတ်ခြင်းဖြင့်ရတ္တမေရတ္တဖို့ဆိုတဲ့တရားဓမ္မကိုကျင့်ကြံကြိုးကိုအထုတ်လိုက်မှဒါဆင်အစစ်အကောင်ဆင်ကောင်းကြီးကိုမြင်ပြီးတော့မှအလွန်ကြီးတဲ့ဆင်ကြီးပါလားလို့ဆိုတာဆုံးဖြတ်ချက်ချနိုင်မှာဖြစ်တယ်လို့မြတ်စွာဘုရားဟောခဲ့တာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဟတ္တိဗုဒ္ဓဥပမာသုတ်မှာလာရှိတဲ့အတိုင်းနော်ဘုရားအစစ်တွေ့ရခြေရခံခြင်းဆိုဒီမှာရှေးဥစွာသီလအကျင့်ကနေပြီးတမာတိအကျင့်ပြီးတဲ့အခါဝိပဿနာအကျင့်အဲ့ဒီလိုဝိပဿနာအကျင့်ကိုကျင့်ပြီးရတ္တမေရတ္တဖို့ဆက်ရောက်မှသာလျှင်ခြေရခံပြီးတော့ဆင်အစစ်ကိုတွေ့ပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချနိုင်မှာဖြစ်တယ်ဆိုတာကိုယ်စီမှတ်သားထားပြီးတို့တွေရတ္တမေရတ္တဖို့ရသည်ထီအောင်ကျင့်ကြံကြိုးကိုပွားများအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီတတိထားကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရေချမ်းငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာလိုရာဆန္ဒပြေပါစေဓမ္မောတရံပိဝေတဝါနဝိသာသဗ္ဗေတမုဟတာအာဇရမရတိတိဘာဝံနိဗ္ဗာနံယန္တုတာရောဓ
ဓမ္မောသရံလောဘဒေါသမောဟစိတ်တော်ကင်းပြောင်းကြည်အေးတရားစေကိုပြီးဝိတဝဝန္တာရွှင်ပြတောက်ကြရနာကြရကုန်သောကြောင့်ဝိတာတဝိပူဇာညနှောင်ကိလေသာဆေယတောဟုသမျှတို့သည်သမုဟတပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်းစင်လွင်ပြောင်းပေးမရောက်အောင်ပဲဖြောင်းအကုန်သည်ဟွန်တုစစ်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာဇရမရံအိုခြင်းလဲကွာနာခြင်းလဲကင်းသိခြင်းလဲရှင်းထသောတိတိဝံကိရိတာဟုဘုခသိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း